ကိုမောင်မင်းဆက်ကိုစတင်တည်ထောင်တဲ့လောင်မင်းတရားကြီးဟာသူတည်လွန်ရဲ့ရှိရင်တားစင်မြည်ဆက်ကြီးစင်ငယ်လိုက်ထင်းနဲ့ဆွဆန်ရပါလို့မှာခဲ့တယ်ဆိုပါတယ်ဒါဆိုရင်လောင်မင်းတရားကြီးရဲ့တားတော်တွေထဲမှာဘယ်နှယောက်ကများရှင်ဘရင်ဖြစ်သွားပါသလဲနောက်ပြီးတော့ကျန်တဲ့တာသမီတွေရဲ့ကကြမ္မာရောဘလို့ဖြစ်သွားပါသလဲတိကျရေးကြည့်တာကလောင်မင်းတရားကြီးမှာမိဖုရားကိုလို့တော်ဘယ်နှပါရှိပြီးတာသမီတွေကလည်းဘယ်နှပါလောက်ရှိပါသလဲဒီမိခွန်းရဲ့အဖြေကိုဒီနေ့ပြပြပေးသွားမှာပါသိကျင်တယ်ဆိုရင်ကတော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါကြော်ညာလေးပြီးရင်အကြောင်းစုံကိုပြပြပေးပါမယ်အားလုံးပဲမင်္ဂလာပါအလောင်းမင်းတရားကြီးမှာကိုမောင်မင်းဆက်ကိုစတင်တည်ထောင်ကြတဲ့အင်ဒိုဘာငေကြည့်မေယုဆန်ဆိုတဲ့မိဖုရားကြီးတစ်ပါးရှိနေပြီဖြစ်ပါတယ်တာကြီးသမီးတောင်မှရှိနေပြီပါပြီနောက်လို့ကြီးမင်းနဲ့မြေလူမရဆိုရင်အလောင်းမင်းဖျားကြီးနဲ့ဒုလူပေါင်းပဲကိုမောင်မင်းဆက်ကိုတည်ထောင်အောင်မှာပြည်တောင်ပဲတာကြီးနှစ်ဦးဖြစ်ပါတယ်အင်းဝကိုတိတ်ပိုက်ချိန်ကဆိုရင်မြေလူမင်းဟာအသက်18နှစ်တောင်မှရှိနေပါပြီအလောင်းမင်းတရားကြီးဟာအင်ဒိုဘာငေကြည့်မေယုဆန်နောက်တော့မိဖုရားခေါင်ကြီးမဟာမင်္ဂလာယရနာဒိပတိတီရိယာဇာစနာဒေဝီမိဖုရားကြီးနဲ့တသမီ10ဦးထွန်းကားခဲ့ပါတယ်။တော်မြောက်ဖြစ်တဲ့တားတော်တစ်ပါးကတော့ငရပဲလွန်သွားပါတယ်။ဒါပေမဲ့လို့မြို့မြရဲ့ကိုမောင်ရှာပုံတော်စာအုပ်ထဲမှာတော့အလောင်းဖျားကြီးနဲ့မင်းဆန်တို့ဟာတသမီ9ဦးလာထွန်းကားခဲ့ပြီးတယောက်မှအဖိတ်စင်မရှိဘူးရဲ့လို့ဆိုထားပါတယ်။ဒါပေမဲ့လို့ကိုမောင်ဆက်မဟာယာဇဝင်အဆိုအရတသမီ10ဦးရှိပြီးတော်မြောက်သားဟာငယ်တွေကလွန်သွားတယ်လို့ဆိုပါတယ်။ကျန်ရှိတဲ့တသမီကတော့9ဦးရှိပါတယ်သူတို့တွေကဘယ်သူတွေလဲသူတို့တွေကတော့အားလုံးသိပြီးကြတဲ့အတိုင်းနောင်တော်ကြီးမင်းမြေတူးမင်းနောက်တော့ဂန်ဒီမျိုးစားနှမတော်တစ်ပါးအမြင့်မျိုးစားမင်းသားနောက်တော့မင်းခင်းမျိုးစားနှမတော်တစ်ပါးနောက်တော့ဗတော်မင်းနောက်ထပ်စကူမျိုးစားနှမတော်တစ်ပါးနောက်ထပ်ကတော့ပကန်းမင်းသားနဲ့ပင်တလေးစားမင်းသားတို့ဆိုပြီးမှတာသမီ9ဦးရှိပါတယ်အဲ့ဒါအပြင်လောင်ဝင်းဖျားကြီးမှာကိုလို့တော်6ပါးလဲရှိပါသေးတယ်သူတို့ကတော့နံပါတ်1ရှင်မင်းသူလို့ခေါ်ပြီးသူ့မှာသမီးတော်ဘရုမဒေဝီတပါးဖွားမြင်ထားပါတယ်နောက်ကိုလို့တော်တပါးကတော့ကြောင်မြောင်းကတော်လို့မြည်တွင်ပြီးသူ့မှာတားတော်မြေဖျားတပါးဖွားမြင်ထားပါတယ်နောက်ထပ်ကိုလို့တော်တူကတော့စိတ်တမဟေးလို့မြည်တွင်ပြီးတော့သူ့မှာတားတော်မြင်းညွန့်တပါးဖွားမြင်ထားပါတယ်နောက်ထပ်ကိုလို့တော်တူကတော့မင်းလာစီသူရဲ့သမီးရှင်ပြေလို့အမြည်တွင်ပြီးတော့သူ့မှာတားတော်မောင်လာတပါးဖွားမြင်ထားပါတယ်အဲ့လောက်တော့ကိုလုတ်တော်ရှင်ရွှေခဲကြီးမှာသမီးတော်မင်းရွှေမြနဲ့ကိုလုတ်တော်ရှင်ရွှေခဲငယ်မှာသမီးတော်မင်းညိုမြဆိုပြီးကိုလုတ်တော်ကြီးနဲ့တသမီး6ဦးဖွားမြင်ထားပါတယ်အဲ့ဒါကြောင့်မို့လောင်ဝင်းဖျားကြီးဟာမိဖုရားခေါင်ကြီးနဲ့တသမီး9ဦးကိုလုတ်တော်ကြီးနဲ့တသမီး6ဦးစုစုပေါင်းတသမီး15ဦးရှိပါတယ်အဲ့ဒီမှာတားတော်9ပါးနဲ့သမီးတော်6ပါးလောင်ဝင်းဖျားကြီးမှာရှိပါတယ်ဟုတ်ကဲ့ဒီနေရာမှာအလောင်းမင်းတရားကြီးရဲ့တားတော်သမီးတော်ရဲ့ကကြမ္မာကိုကျွန်တော်တို့စပြောလိုက်ရအောင်ပါအားလုံးကြားတဲ့အတိုင်းပဲအလောင်းမင်းတရားကြီးနဲ့ဆန်တဲ့အခါမှာတော့တားတော်ကြီးဖြစ်တဲ့တပည့်ရင်မင်းခေါ်နောင်တော်ကြီးမင်းကဖခင်ရရဖြစ်တဲ့ကိုမောင်မင်းဆက်ထီးနှန်းကိုဆက်ခံပါတယ်။လက်တရက်နေ့ကတော့တက္ကရာ1122ခုနှစ်နေုံလာပြည့်ကျော်9ရက်အင်္ဂါနေ့လို့ဆိုပါတယ်။သူနဲ့တဲ့ခါမှာညီတော်ညီမတော်တွေကိုမရှုံးမချပဲချီးမြှင့်ညှောက်စားခဲ့ပါတယ်။ညီတော်တွေဖြစ်တဲ့မြေတူးမင်းအမြင့်မင်းဘာလုံမင်းပကန်းမင်းနဲ့ပင်တလဲမင်းတို့ကိုအဆောင်ရောင်အစင်းလေးတွေပေးပါတယ်ပေးတဲ့အစင်းကတော့ကျင်းနေမှာဆိုတဲ့အတွက်ကြောင့်မို့ဒီညမှာကျွန်တော်မပြောတော့ပါဘူးဒါပေမဲ့လို့နှမတော်တွေနဲ့ကြံအမိခွဲမောင်နှမတွေကိုတော့ချင်းမြင့်မြောက်စားတာမတွေ့ရပါဘူးအဲ့လိုနဲ့တက္ကရာ1125ခုနတော်လာပြည့်ကျော်9ရက်နေ့မှာနောင်တော်ကြီးမင်းနဲ့ဆံပြီးတော့မြေလူမင်းက10ရက်နေ့မှာညက်တက်ပါတယ်အဲ့ဒီစင်မရှင်မြေလူမင်းညက်တက်တယ်ဆိုရင်ပဲသူ့ရဲ့ညီတော်နောင်တော်တွေကိုလည်းမရှုံးမချချင်းမြင့်နောက်စားထားပါတယ်ညီတော်တွေဖြစ်တဲ့အမြင့်ကြီးဘာလုံမင်းပကန်းမင်းပင်လဲမင်းတို့ကိုဘွဲ့တွေပေးပြီးတော့ပြင်းပြဖြစ်တဲ့အဆောင်အယောင်စီးနှင်းတွေကိုလည်းမရှုံးမချချင်းမြင့်နောက်စားထားတာကိုတွေ့ရပါတယ်ဒါပေမဲ့လို့နောင်တော်ကြီးမင်းတို့ကလိုပဲစူရှင်မြေဒီမင်းဟာလည်းနှမတော်တွေနဲ့အမိကွဲညီကိုမောင်နှမတွေကိုချင်းမြင့်မြောက်စားတာမျိုးကိုတော့ရှာဖွေမတွေ့ရပါဘူးဒီနေရာမှာစူရှင်မြေဒီမင်းဟာညီတော်တွေကိုမရှုံးမချချင်းမြင့်မြောက်စားတယ်ဆိုရင်မဲ့လို့သူဟာခမဲတော်လောင်မင်းဖျားကြီးမှားထားတဲ့အမိန့်တော်ကိုတော့ဖောက်ဖျက်ပြီးညီတော်တွေကိုအရှိစံမပေးဘဲနဲ့သူ့ရဲ့တာစင်ကူးမင်းကိုနန်းလျာဖြစ်ထားလိုက်ပါတယ်။ဒါကိုညီကိုတွေကလည်း
ဘာမှပြန်မပြောရဲပါဘူးကျွန်တော်ထင်မြင်စရာတဲ့ရတော့စီရှင်မြေလူမင်းဟာသူ့ရဲ့နောင်တော်ကြီးမင်းနဲ့အတူကုန်းမောင်မင်းဆက်ကိုစတင်တည်ထောင်ရမှာခမဲတော်လောင်မင်းဖျားကြီးနဲ့အတူတကွလိုက်ပါတိုက်ခိုက်တိမ့်ပိုက်ပြီးတော့လေယုံကြီးအလွန်ကောင်းတဲ့မင်းတစ်ပါးဖြစ်တဲ့အတွက်ကြောင့်မို့လို့ရီတော်တွေကခံရတာတခုမှနှုတ်လံမထွေးရတာလို့ကျွန်တော်အနေနဲ့တော့ထင်မြင်ယူဆမိပါတယ်ဒီလိုနဲ့စီမရှင်မင်းဟာတက္ကီ1138ခုနေလာပြကျော်9ရက်နေ့မှာလက်ရဆန်ပြီးစင်ကူးမင်းက10ရက်နေ့မှာအင်းဝတီနန်းကိုစိုးဆန်ပါတယ်အဲ့လိုစင်ကူးမင်းဟာနန်းတက်ပြီဆိုပေမဲ့ဘာလို့တော်တွေဖြစ်တဲ့အမီမင်းဘာတော်မင်းပကန်းမင်းနဲ့ပင်တလဲမင်းတို့ကိုအဆောင်ရောင်အချွေရန်တွေရုပ်သိမ်းပြီးတော့ကုန်းကန်ရေကန်လူ25ဦးစီပဲပြီးကနေမြဲအိမ်တော်တွေမှာပဲအကျေကျုပ်သဘောမျိုးနဲ့နေရပါတော့တယ်ဘာလို့တော့ရင်းနေလူတော်မှဒီလိုနေရပြီဆိုရင်ကတော့သူခမဲတော်ရဲ့အမိကွဲညီကူမောင်မတွေနဲ့သူခမဲတော်ရဲ့နှမတော်တွေကိုတော့ဘယ်လိုနေရမယ်ဆိုတာတော့မပြောတတ်တော့ပါဘူးဒီလိုနဲ့တက္ကီ1139ခုတော်တင်းလပြည့်ကျော်10ရက်နေ့မှာဘာလို့တော့အမိမင်းမသိတဲ့အကြံစီကိုကြံစီတယ်ဆိုပြီးတော့ထုံးရတဲ့အညီစီရင်တော်မူပါတယ်တက္ကီ1140ခုနှစ်နေုံလာရောက်မှာတော့ဘာလို့တော့ဘာလို့မင်းကိုစကိုင်းဘာလို့တော့ပကန်းမင်းကိုပင်းရဘာလို့တော့ပင်တလဲမင်းကိုရတကြီးမှာရတကြီးတို့တောင်းရှိနေစီပါတယ်သူ့ရဲ့ထင်းနှန်းကိုရရှာလို့မရအောင်ဘာလို့တော့တွေကိုအဝေးကိုပို့ထားတဲ့သဘောပဲဖြစ်ပါတယ်အဲ့ဒီအပြင်တက္ကီ1142ခုနှစ်ရောက်တဲ့ခါမှာလဲသူ့ဘာကြီးတော့နောင်တော်ကြီးမင်းရဲ့သားမောင်မောင်ကို1500ရွာကိုပို့ထားလိုက်ပါတယ်ဒါလည်းသူထင်းနှန်းကိုတမျိုးတစ်ပုံမနောက်ရှက်အောင်လို့ကျူတင်မှလမ်းရှင်းထားတဲ့သဘောပဲဖြစ်ပါတယ်အဲ့လိုစင်ကူးမင်းဟာသူ့ထင်းနှန်းကိုထိခိုက်မှာဆိုတဲ့အတွက်ကြောင့်မို့ရရှာနိုင်တဲ့သူတွေအကုန်လုံးကိုအဝေးကိုပို့ထားပေးမယ်လို့ပဲလေသူကိုယ်တိုင်ကတော့သူ့ထင်းနှန်းကိုကောင်းမွန်မွန်ညီဝတ်အောင်မအုပ်ချုပ်နိုင်ပါဘူးအဲ့လိုမအုပ်ချုပ်နိုင်တဲ့အတွက်ကြောင့်မို့လို့သူအညာတရားတော်ကိုဖျားပုထွက်နေတော့မှဖောင်ကားကိုပို့ထားတဲ့ဘာကြီးတော့နောင်တော်ကြီးမင်းရဲ့သားမောင်မောင်ကနန်းတော်ကိုဘရင်အဖြစ်ရောင်ဆောင်ကဝင်စည်းတဲ့အဖြစ်ပြက်ခဲ့ပါတယ်စင်ကူးမင်းကတက္ကီ1143ခုတဘူရဲလာပြကျော်9ရက်နေ့မှာအညာတရားတော်ကိုဖျားပုထွက်ပါတယ်10ရက်နေ့ရောက်မှာတော့ဖောင်ကားသားမောင်မောင်ကနန်းတော်တွေကိုဝင်ပြီးတော့နန်းတော်ကိုစီးနှင်းကမူကြီးမတ်ကြီးတို့ကိုဓာမူပြီးတစ္ဆာကြီးအတင်းတိုက်ခါသူ့ရဲ့လူတွေအကုန်လုံးကိုလည်းနန်းတော်တွေမှာနေရာချထားလိုက်ပါတော့တယ်တို့အပြင်စကိုင်းပြင်းရနဲ့ရော်တကြီးမှာရှိတဲ့သူ့ဘာလို့တွေဖြစ်တဲ့ဘာလို့မင်းပကန်းမင်းပင်တလဲမင်းနဲ့စီတာမင်းတို့ကိုနေမြဲအိမ်ဒီမှာလာရောက်နေရမယ်ဆိုပြီးတော့အခေါ်လွတ်ပြီးအင်းဝမှာရှိတဲ့နေမြဲအိမ်ဒီမှာပြန်လဲဝင်ရောက်နေစီပါတယ်ဒီညမှာကျွန်တော်စကကြောနည်းနည်းလေးရှေ့ပါအောင်မယ်အဝေးကိုပို့တော့ကဘာလို့မင်းပကန်းမင်းပင်တလဲမင်းဆိုပြီးမှလာပါပေမဲ့ပြန်ခေါ်တဲ့အခါမှာတော့စီတာမင်းဆိုပြီးအပူတူပါလာပါတယ်အဲ့ဒီစီတာမင်းဆိုတာရောဘာလို့လဲအဲ့ဒီစီတာမင်းဆိုတာအလောင်းမင်းတရားကြီးနဲ့ကိုလိုတော်တူတော့ဖွားတဲ့သားတော်တစ်ပါးပဲဖြစ်ပါတယ်သူမိခင်ကရှင်ပြေလို့ဆိုပါတယ်အလောင်းမင်းတရားကြီးရဲ့မိမြေခေါင်ကြီးမေရုဆန်ရဲ့အမအရင်ဖြစ်တဲ့မေကောင်းဆန်နဲ့မြင့်တဲ့66ထဲမှာပါတဲ့စီတာမင်းကြီးဦးစီးစိန်ခေါ်မင်းလာစီသူရဲ့တမီရှင်ပြေဦးညောင်နှန်းတရားနေမှာဖွားတဲ့သားလို့ဆိုပါတယ်ငင်းကြီးမောင်လာဖြစ်ပါတယ်အဲ့ဒီမင်းသားမောင်လာကိုစီရှင်လက်ထက်မှာစီတာမျိုးကိုပြီးလို့စားရတယ်လို့ဆိုရမယ်လို့ကျွန်တော်ကိုကားတဲ့ရာဇဝင်ကျမ်းတွေထဲမှာတော့အဲ့ဒီအကြောင်းကိုတော့မပါပါဘူးဒါကစီတာမင်းအကြောင်းပါစီတာမင်းကလည်းအခုနောက်ထပ်ပြောပြမယ့်အကြောင်းအရာလေးတွေမှာနည်းနည်းအရေးပါတဲ့အခန်းကဏ္ဍလေးကပါလာဖြစ်တဲ့အကြောင်းမို့ဒါလေးကိုကျွန်တော်ကြိုပြီးတော့ရှင်းပြထားခြင်းဖြစ်ပါတယ်အကြောင်းအရာကိုဆက်သွားရအောင်ပါဖော်ဖော်လာမောင်မောင်ကနန်းတော်ကိုဝင်စီးတယ်ဆိုရင်ပဲသူ့ရဲ့နောက်လိုက်နောက်ပါတွေကနန်းတော်တွေမှာထင်ရှားဆိုင်ရပါတော့တယ်ဒါကြောင့်မို့လို့နန်းတော်သူနန်းသားတွေရောပြည်သူတွေပါဆင်းရဲခြင်းဒုက္ခခံစားကြရပါတယ်ဘာလို့တော်ရဲ့အကြီးတော်တွေကိုလည်းခေါ်ယူစမေးတယ်လို့အကြောင်းပြကနန်းတော်တွေမှာအကျဉ်းချထားပါတယ်အဲဒါကြောင့်မို့ဘာလို့မင်းကတားတော်တွေနဲ့တိုင်ပင်ကဘယ်လိုလုပ်ရင်ကောင်းမလဲလို့တိုင်ပင်ရအောင်ညီတော်တွေကိုခေါ်ပါဆိုပြီးညီတော်ပင်တလဲမင်းနဲ့စီတာမင်းတို့ကိုလွတ်ပြီးတော့ခေါ်စီပါတယ်အဲ့လိုခေါ်တဲ့နေရာမှာပင်တလဲမင်းကတော့သူ့အိမ်တော်မှာပဲတွေ့ပြီးချင်းရောက်လာတယ်ဆိုပေမဲ့လို့စီတာမင်းဟာတွေ့မှမရှိပဲအတဲဝင်ကြီးမှာရှိကအတဲဝင်ကြီးကြော်နဲ့စီတာမင်းတို့ဆွေးနွေးတိုင်ပင်နေတဲ့အတွက်ကြောင့်တော့ခေါ်တဲ့သူဟာစီတာမင်းအိမ်မှာထိုင်ဆောင်နေပြီးတော့ပြန်လာပြီးတော့မှစီတာမင်းကိုခေါ်ပြီးတော့ဘာတော်မင်းစီကိုလာတယ်လို့ဆိုပါတယ်အဲ့လိုဘာတော်မင်းပင်တလဲမင်းစီတာမင်းနဲ့ဘာတော်မင်းရဲ့တားတော်သုံးပါးတို့စီချက်တိုင်ပင်ကပမာလာမောင်မောင်ကိုနန်းချဖို့အတွက်နန်းတော်ကိုတိုက်ခိုက်လုပ်ကြံကြပါတယ်အဲ့လိုနန်းလင်းကိုလုပ်ကြံတဲ့အခါမှာ
အောင်မြင်ပြီးတော့ဖောင်ကားသားမောင်ကိုလည်းဖမ်းဆီးရမိကထုံးစံတဲ့အညီစီရင်တော်မူပါတယ်အဲ့လိုဘာလို့မင်းဟာအင်းဝတီနန်းကိုပိတ်ပင်နိုင်တဲ့နေရာတက္ကီ1143ခုတဘိုးရဲလာပြီးတော့14ရက်ဖြစ်ပါတယ်အဲ့ဒီနောက်မြညာနေရောက်လာတဲ့စင်ကူမင်းနဲ့မိဖုရားတွေကိုလည်းထုံးစံတဲ့အညီစီရင်တော်မူပါတယ်ဒီနေရာမှာနည်းနည်းထူးခြားတဲ့အကြောင်းလေးကိုတစ်ချက်ပြောပါမယ်။ပေါင်ကားသားမောင်ကိုနန်းတော်ကနေမှနန်းချဖို့အတွက်ကိုတိုက်ခိုက်တဲ့အခါမှာဘာလို့မင်းနဲ့အတူတားတော်၃ပါးညီတော်ဖြစ်တဲ့ပင်တလဲမင်းနဲ့စီတာမင်းကြီးတို့ကပါပြီးပကံမင်းသားမပါတာကိုသိထားမိကြမှာပါ။ဒါပေမဲ့လို့နန်းတက်ပြီးဘာမကြာတပေါင်းလာတဲ့12ရက်နေ့မှာညီတော်စီတာမင်းသားကိုမတင်တဲ့အကြံကိုကြံစီရဲဆိုပြီးမှဘာလို့မင်းတရားကထုံးစံတဲ့ညီစီရင်တော်မူလိုက်ပါတယ်။အဲ့ဒီလိုအဖြစ်အပျက်ကနန်းတက်ပြီးတော့12ရက်ပဲကြာပါတယ်။ထုံးစံတဲ့ညီစီရင်လိုက်တယ်ဆိုတဲ့စီတာမင်းကြီးအားဆိုရင်လေစီတာမင်းသားဆိုရင်လေလောင်မင်းတရားကြီးရဲ့တားတော်တစ်ပါးတာဖြစ်ပါတယ်။အဲ့ဆိုရင်ကျန်တဲ့လောင်မင်းတရားကြီးရဲ့တားတော်သမီးတော်ရဲ့ကကြမ္မာကလည်းဘလို့ဖြစ်နိုင်လဲဆိုတာကိုစက်ကြည့်အောင်ပါ။ဘိုးတော်ဘာလို့မင်းဟာနန်းတက်ပြီး3လကြာတက္ကီ1144ခုကစုံလရောက်မှာညီတော်ပင်တလဲမင်းကိုပင်တလဲကိုထပ်ပြီးတော့စားစီတယ်လို့ဆိုပါတယ်။ထို့အပြင်သူ့ရဲ့နောင်တော်တွေမှာတခါမှချင်းမြင်မြောက်စားခဲ့ဘူးတဲ့သူ့ရဲ့မိခွဲညီကူမောင်နှမတွေဖြစ်တဲ့မင်းရဲညွန့်ကိုမင်းကုန်းမြို့မင်းရဲဖျားကိုမြောက်ကလေးမြို့ညီမတော်တွေဖြစ်တဲ့မင်းရွှေမြကိုရင်းတော်မြို့နဲ့မင်းညိုမြကိုပြင်းမြို့ကိုစားစီတယ်လို့ဆိုပါတယ်။ဒီနေရာမှာနည်းနည်းလေးပြန်ချုပ်မှကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်အလောင်းမတရားရဲ့မိပြခေါင်ကြီးကမွေးတဲ့တာသမီ9ပါးနဲ့နောင်တော်ကြီးမင်းနဲ့မြူမင်းကဘယင်ဖြစ်ပါတယ်။အဲ့ဒီနောက်တတရသားဖြစ်တဲ့အမြင့်မင်းကိုတော့သူ့ရဲ့တူတော်စင်ကူမင်းသားကမတင်တဲ့အတန်ကိုကြံစီရလို့ဆိုတာထုံးစံတဲ့အညီစီရင်ပါတယ်။နောက်ထပ်ဘာလို့မင်းကတော့ဘယင်ဖြစ်ပါတယ်။ဘာလို့မင်းဘယင်ဖြစ်တဲ့အခါမှာညီတော်ပကန်းမင်းနဲ့ပင်တလင်းမင်းတို့ကတော့ရှိပါသေးတယ်။ဒါပေမဲ့လို့သူ့ရဲ့မိခွဲညီတယောက်ဖြစ်တဲ့စီတာမင်းကိုတော့မတင်တဲ့အကြံကိုကြံစီတယ်ဆိုပြီးတော့ထုံးစံတဲ့အညီစီရင်ထားပါတယ်။အဲဆိုလို့ရှိရင်မိပြခေါင်ကြီးကမွေးတဲ့တား6အောင်မှာ3ယောက်ကဘယင်ဖြစ်ပြီး1ယောက်ကတူတော်ကွက်ပြက်တာကိုခံရပါတယ်။2ယောက်ကတော့တရှိတင်ရှားရှိပါသေးတယ်။ညီမတော်3ယောက်ရဲ့အဖြစ်အပျက်တွေကိုတော့ရှာလို့မတွေ့သေးပါဘူး။နောက်ထပ်ကုလို့တော်တွေကမွေးတဲ့တာသမီ6ယောက်ရဲ့အဖြစ်အပျက်ကိုလည်းကျွန်တော်ချက်ကြည့်အောင်ပါ။ကုလို့တော်တွေကမွေးတဲ့တာသမီတွေထဲမှာဘရုမဒေဝီဆိုတဲ့သမီးကိုတော့ဘလို့အကြောင်းအရာမှာကျွန်တော်တို့ရှာဖွေမတွေ့ပါဘူး။နောက်ထပ်ရှင်ပြာမွေးတဲ့တာမောင်လာကတော့စီတာမျိုးကိုစားရပြီးတော့မတင်တဲ့အကြံကိုကြံစီရလို့ဆိုတာဘာလို့မင်းကကွက်ပြက်ချင်းကိုခံလိုက်ရပါတယ်။နောက်ထပ်ကျန်တဲ့သားတော်2ပါးနဲ့သမီးတော်2ပါးကိုတော့ဘာလို့မင်းကချီးမြှင့်မြောက်စားထားပါတယ်။ဟုတ်ကဲ့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့စက်ကြည့်လိုက်ရအောင်ပါ။ဒီတစ်ခေါက်တော့လောဝင်ဖျားရဲ့သားတော်သမီးတော်တွေတယောက်ချင်းစီရဲ့အကြောင်းဘာတွေဖြစ်သွားလဲဆိုတာကိုပြောပြပါမယ်။ဘိုးတော်ဘာလို့မင်းဟာနန်းတက်ဆမှာတော့ညီတော်ညီမတော်တွေကိုချီးမြှင့်မြောက်စားခဲ့ပါတယ်။ပြီးတော့နေပြီးတော့အမရပူရာကိုနန်းတော်ရွှေပြောင်းစဉ်နန်းသိမ်းပွဲအခါမှာလဲညီတော်ပကန်းမင်းကိုတီရိသူသမရာဇာပင်တလဲမင်းကိုတီရိဓမ္မရာဇာနဲ့ရင်းတော်ပြူစာသခင်မင်းရွှေမြကိုသူဆန္နာဒေဝီပြင်းမြို့စာသခင်မင်းညိုမြကိုသူမလာဒေဝီဆိုပြီးတော့ဘွဲ့တွေပြီးခဲ့ပါသေးတယ်။ဒါပေမဲ့သူညီတော်တွေဖြစ်တဲ့မင်းရညွန့်နဲ့မင်းရဖျားကိုတော့ဘွဲ့ပြီးတာမတွေ့ရပါဘူး။ဒါအပြင်ညီမရင်းဖြစ်တဲ့ဂန်ဒီမျိုးသားမင်းသမီးလည်းမရှိတော့ဘူးလို့သုံးသပ်ရပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီနန်းသိမ်းပွဲမှာဘာလို့မင်းရဲ့သမီးတော်ဂန်ဒီမျိုးသားကိုဘွဲ့ပြီးတာတွေ့လို့ဖြစ်ပါတယ်။အဲ့ဒီနောက်တက္ကီ1146ခုနရောလာဇန်ရောက်တဲ့အခါမှာလဲညီမတော်တွေဖြစ်တဲ့ရင်းတော်မျိုးသားနဲ့ပြင်းမျိုးသားကိုတီရိတုနန္ဒာဒေဝီနဲ့တီရိတုဆန္ဒဒေဝီဆိုပြီးဘွဲ့တွေကိုထပ်ချီးမြှင့်ခဲ့ကြရကိုလည်းတွေ့ရပါတယ်။ဒါပေမဲ့လို့ဝါကောင်လာဇန်ရောက်တဲ့အခါမှာတော့ဘာလို့မင်းသားဟာတားတော်မင်းရဲ့မျက်စွာကိုမင်းကုန်းမျိုးကိုစားစီတယ်လို့ဆိုထားတဲ့အတွက်ကြောင့်မို့အရင်မြင်းကုန်းစားသူ့ရဲ့ညီတော်မင်းရဲ့ညုံးကမရှိတော့ဘူးလို့ထင်မြင်ယူဆစရာရှိပါတယ်ခင်ဗျာဒီလိုနဲ့တက္ကီ1149ခုဝါဆိုလာဇန်15ရက်နေ့မှာတော့ညီတော်ပင်တလဲမင်းသားကိုမသိတဲ့အကြံကြံစီရလို့ဆိုတာထုံးစံတဲ့အညီစီရင်တော်မူပြန်ပါတယ်1155ခုနှစ်ရောက်မှာတော့ဘာလို့မင်းရဲ့သားတော်သူတို့မင်းလာကျော်ထင်ကိုမြောက်ရီမြို့ကိုစားစီရလို့ဆိုတဲ့အတွက်ကြောင့်မို့အရင်မြောက်ရီမြို့သားဘာလို့မင်းရဲ့ညီတော်မင်းရဲ့ဖျားများမရှိတော့လားလို့ကျွန်တော်တို့ကသုံးသပ်ယူဆစရာရှိပါတယ်အဲ့လိုပဲတက္ကီ1158ခုနှစ်နေုံလပြည့်ကျော်9ရက်နေ့မှာစကုမျိုးသားတီရောကဒေဝီကွယ်လွန်တဲ့အတွက်ကြောင့်မို့မိဖုရားကြီးတို့တကြိုရဲ့ထုံးစံတဲ့အညီတကြိုရတယ်လို့ဆိုထားပြန်ပါတယ်ဒါဟာဘာလို့မင်းရဲ့ညီမတော်စကုမျိုးသားများလားလို့တွေးထင်စရာရှိပါတယ်တိတ်တော့လည်းမတိကြလားပါဘူး
အဲ့ဒီပြင်တက္ကီ1158ခုနှစ်မှာမင်းကမှာတီချာကိုရတဲ့ဘုရော်ကြီးထပနာပိတ်ပွဲခန်းနာမှာတပည့်တော်မင်းခင်မင်းသမီးအယုတ်လိုပါတဲ့အတွက်ကြောင့်မို့ဘာလို့မင်းရဲ့ညီမတော်လောင်မင်းဖျားကြီးရဲ့တပည့်တော်တစ်ပါးဖြစ်တဲ့မင်းခင်မျိုးစားမင်းသမီးကမရှိတော့ဘူးလို့ကျွန်တော်တို့ယူဆစရာရှိပါတယ်ဒီလိုနဲ့တက္ကီ1164ခုနေတော်လာပြည့်ကျော်2ရက်နေ့မှာတော့အလောင်းမင်းဖျားကြီးရဲ့ဘာလို့မင်းကလွယ်ပြီးတော့နောက်ဆုံးလက်ကျန်တားတော်တစ်ပါးဖြစ်တဲ့ပကံမင်းဟာကွယ်လွန်တဲ့အတွက်ကြောင့်မို့လို့ဘာလို့မင်းတရားကြီးနဲ့မိပြည့်ခေါင်ကြီးတို့ကထွက်တော်ပို့ပြီးတော့တကြိုတယ်လို့ဆိုထားပါတယ်ပြောရရင်ကြံရှိသေးတယ်လို့ယူဆရတဲ့ဖေလူမေခွဲညီမနှစ်ဦးဖြစ်တဲ့ရင်းတော်မျိုးစားနဲ့ပြီးမျိုးစားတို့ဟာလည်းသူတို့အကြောင်းကိုရှာဖွေမတွေးရှိရတော့တဲ့အတွက်ကြောင့်မို့ရှီမြန်းရှီဦးမလားမရှိတော့ပဲမရှိတော့တာလားဆိုတွေးထင်စရာမျိုးတွေရှိပါတယ်သူတို့အကြောင်းကိုတော့ကျွန်တော်ရှာဖွေမတွေးရှိတော့ပါဘူးအလောင်းမင်းတရားရဲ့နောက်ဆုံးသားတော်တပါးလို့ဆိုရမယ်ဘိုးတော်ဘာတော်မင်းကတော့တက္ကီ1182ခုနေလာဇန်73ရက်နေ့မှာနဲ့ရဆန်သွားတဲ့အတွက်အလောင်းမင်းဖျားကြီးရဲ့သားတော်သမီးတော်တွေအားလုံးမရှိတော့ဘူးလို့ကျွန်တော်တို့ယူဆရပါတော့မယ်အချို့အပြင်ပြောရရင်ကတော့လောင်းမင်းဖျားကြီးရဲ့သားတော်9ပါးရှိတဲ့နဲ့3ပါးဟာဘီရင်ဖြစ်ပြီးတစ်ပါးကတူကွက်မြက်တဲ့အတွက်ကြောင့်မို့ကွယ်လွန်ပါတယ်နှစ်ပါးကိုတော့ဘိုးတော်ဘာတော်မင်းကိုယ်တိုင်ကကွက်မြက်တဲ့အတွက်ကြောင့်မို့ကွယ်လွန်သွားပါတယ်ကျန်တစ်ပါးကတော့သူ့လိုတူသားရိုးနဲ့တကြီးကံကုန်လို့ပဲကွယ်လွန်သွားတယ်လို့ယူဆကြရရှိပါတယ်ထို့အတူပဲကိုလိုတော်မှာဖွားမြင်တဲ့တားတော်3ပါးနဲ့တစ်ပါးကိုဘာတော်မင်းတရားကကွက်မြက်ပြီးတော့ကျန်တစ်ပါးကတော့တူသားရိုးနဲ့တည်ဆုံးသွားတယ်လို့ပဲယူဆကြရရှိပါတယ်အဲ့လိုပဲကျန်တဲ့တပည့်တော်တွေကလည်းအကြောင်းအရာတစ်စုံတရာရှာဖွေမသိရှိရတဲ့ကြောင့်မို့လို့ကံတော်ကုန်သွားပြီလို့ပဲယူဆကြရရှိပါတော့တယ်ဟုတ်ကဲ့ဒီတော့ဆိုရင်အလောင်းမင်းဖျားကြီးရဲ့တားတော်တပည့်တော်တွေရဲ့ကံကြမ္မာဟာဘလို့ဖြစ်သွားပြီလဲဆိုတာကိုတော့ရှင်းပြီလို့ထင်ပါတယ်ဒီနေရာမှာနည်းနည်းပြောစရာလေးရှိတာကအလောင်းမင်းဖျားကြီးကသူတီထောင်ခဲ့တဲ့ကုန်းမောင်မင်းဆက်မှာသူတီထောင်ခဲ့တဲ့ဒီနန်းကိုတားစဉ်မြည်ဆက်နေစဉ်ကြည့်လိုက်စူးစမ်းကြပါလို့အမှားတော့ရှိခဲ့တယ်ဆိုပေမဲ့လို့မြေဦးမင်းလက်ထက်မှာချိုးပေါက်ပြီးတော့သူ့ရဲ့သားတော်စင်ကူးမင်းကိုထိနှန်းလွှဲခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဘိုးတော်ဘာတော်မင်းတရားကထိနှန်းပြန်လဲရယူခဲ့တယ်ဆိုပေမဲ့လို့ဘိုးတော်ဘာတော်မင်းဟာအလောင်းမင်းဖျားကြီးရဲ့သားတော်တွေထဲမှာနောက်ဆုံးထိနှန်းရတဲ့ဘုရင်ပဲဖြစ်သွားပါတယ်တမိုင်းမှာကိုအောင်မင်းဟာဆက်ဆက်ရှိပါတယ်ဘိုးတော်ဖျားနတ်ရဆန်တဲ့အချိန်ထိကိုအောင်မင်းဆက်ဟာထွတ်တဲ့အချိန်ဖြစ်ပြီးတော့ဘိုးတော်ဖျားနတ်ရဆန်ပြီးတာနဲ့နောက်တက်တဲ့မင်းတွေမှာကိုမောင်ခေတ်ဟာအကြပိုင်းကိုရောက်သွားတယ်လို့ပြောကြပါတယ်ဟုတ်ကဲ့ဒီလောက်ဆိုရင်ကျွန်တော်ပြောချင်တဲ့အကြောင်းအရာနဲ့ကျွန်တော်ပြောပြတာလေးကိုတော့ရှင်းပြပြီလို့ထင်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးကြရတဲ့အတွက်ကြောင့်မို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ